ဒီပါပါရှင်ကိုဗာလေးများဝန်ဆောင်မှုပေးရမလို့ရှင် ဒီမှာဒါမနေ့ကဒီမောက်ဆိုင်ဝက်တော့တယ်ဖုန်းမှတ်မိရမ ရ လား ရှင်ဟုတ် ဒါအကိုလေ300လည်းဆင်းပြေတယ်ကွာဟိုဟာဘာအေးရမှတော့မပါဒါနဲ့လက်တက်ပြန်လို့ရှင်လားကြလားမသိ ဟုတ်ရတယ်ရှင်အကိုကဘာဖုန်းလေးနဲ့အလဲထားလုပ်ချင်တာလည်းမသိဘူးရှင် အာမေးခွန်းနဲ့လည်းမင်းတို့စက္ကန့်ဆိုင်နဲ့လေဒီလက်တက်ပြန်လို့ရင်ပါစက်နှုတ်တယ်မို့လား ဟုတ်ကဲ့ရှင်လုပ်တယ်ရှင် အဲ့ဒါကွာအာပါစက်ဘယ်လောက်ရှုံးမလဲငါသိချင်တော့လက်တက်ပြန်လို့ရှင်လား အခုကျွန်တော်တို့ဆိုင်ကကျတော့လေပုံမှန်အားဖြင့်ဆိုမနေ့ကမှဝယ်သွားတဲ့ဖုန်းဆိုလို့ရှိရင်အဲ့ဒါမှပါပဲနဲ့ပြန်လာလဲတယ်အဆင်မပြေလို့ပြန်လာလဲတယ်ဆိုရင်ဒါမှကျွန်တော်တို့ကပါဆန်ကမနှုတ်ဘူးရှင်ဟိုအသက်တလုံးနဲ့ပြန်လဲပေးရရှင်အဲ့ဒါဘာလို့ပြန်လဲရဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအသက်တလုံးနဲ့ပြန်လဲပေးတယ်အခုဘက်ကနေပြီးတော့အရှုံးခံစရာတော့မလိုဘူးရှင်ဟုတ် မဟုတ်ဘူးလေကွာငါကွာအဲ့ဒါလည်းမပါဘူးငါလဲကြအချုံးဆိုတာဘာလဲသိချင်လို့ကွာပါစက်ဘယ်လောက်ရှုံးမလဲသိချင်လို့အဲ့ဒါငါလဲချင်တယ် အခုကအရှုံးခံစရာမလိုဘူးရှင်ကျွန်တော်တို့ကနေပြီးတော့တခြားပုံစံဒီပုံစံနဲ့တူတဲ့ဖုန်းကိုကျွန်တော်တို့ဆိုင်ကနေပြီးတော့အခုအဆင်ပြေအောင်လို့ပြန်လဲပေးပါရှင်လုံးဝအရှုံးခံစရာမလိုတာ ခုကကွာအရှုံးဆိုတာငါဘယ်လိုသိရလဲမငါကြည့်တဲ့ဘလုံးဘွဲလဲအရှုံးဆိုတာမရှိဘူးခုမင်းတို့ဖုန်းပြန်လဲတော့လဲပါစက်မဖြတ်တော့အရှုံးမရှိဘူးအဲ့ဆိုအရှုံးကငါဘယ်လိုမှသိရမှာ ဒုက္ခလည်းတော်တော်ဟိုမှာမပေးနေဟိုကအကူကဒီဖုန်းပေါ်မှာအရှုံးခံနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဆိုင်မှာအရှုံးမခံနဲ့ပေါ့နော်ပုံမှန်ဟိုတခြားတနည်းနဲ့ပေါ့အခုခံတဲ့အကူကုတူရမယ်တနည်းနည်းပေါ့လေအဲ့လိုပုံစံမျိုးအကျိုးရှိမဲ့အရှုံးခံတဲ့ပုံစံမျိုးလေးတော့လုပ်ကြည့်ပါလားရှင့် ဟောရေအခုတဘောပေါက်ပြီနေချင်းမင်းတောင်းမင်းသမင်းနေရှိနေမင်းညက်လာတော့မင်းတေးကြတယ်မလားကြောက်မဟုတ်ဝယ်စားတယ်